ယ်ပြောစရာကောင်းတယ်နော်ရစ်ချစင်ပွဲချိန်ချိန်တဲ့မျက်စင်အမြင့်ကျပါနေတဲ့လာပါပြောစရာကောင်းတဲ့တို့ကြောင့်စင်စောရင်မြစ်ကစစ်စစ်နေတဲ့လာပါဝဲတန်တောင်နဲ့မောဆမ်မီဆက်လက်နေတဲ့ငါတို့မြေတီနံပင်များစိုက်ကတာကိုကြောင့်ကိုမြောင်တောက်သုံးလို့သာတော့ထမင်းရဲ့သစ္စာပြကြီးမားပါတယ်80မြေလမ်းလာခဲ့လေဖိတ်ခေါ်ပြသေးအပေါင်းသားတို့ရေစိတ်ရွှင်လန်းစေရင်ကြည်ကြည်အဝတ်တော်ကျွ80မြေလာပါလေဟေးလာပါလေ80မြေလာပါလေ80မြေလာပါလေ80မြေဟေးစင်လူပွဲကိုလာကြတာပြောကြရဲ့လားဗျာပြောပါလေပြောတယ်ပြောပါလေပြောတယ်တို့ထားမေဂရီသစ္စာမပြတ်ပဲကပြူကြမှာဇော်ကြီးမောင်တို့ဆောင်ထိန်မှာညံလေးတက်တို့ဆောင်ထိန်မှာကောက်ပတိနဲ့ဆုံးလို့ဗျာပြရေကလူရဲ့လားလူပါလေဗျာလူတွေဗျာလူပါလေဗျာလူတွေဗျာကောင်းမှုဘာဝနာပြူကြပါနှစ်စင်ပဲကမမေးကြီးပါသာဓုပါရင်းကျွလာသစလေးရဟာကြောက်စမျိုးရဲ့ထင်ကြရပါဇော်ကြီးမောင်တို့ပေါဝင်ညာညံလေးတက်တို့ပေါဝင်ညာရှေးပြောပြကောင်းတဲ့80မြေလက်ငါလာဖို့ပိတ်လို့ခေါ်မယ်ရွှေစံမြေမြေကိုလာပါတကယ်ပြောစရာကောင်းတယ်နော်ရစ်ချစင်ပွဲချိန်ချိန်တဲ့မျက်စင်အမြင့်ကျပါနေတဲ့လာပါပြောစရာကောင်းတဲ့တို့ကြောင့်စင်စောရင်မြစ်ကစစ်စစ်နေတဲ့လာပါဝဲတန်တောင်နဲ့မောဆမ်မီဆက်လက်နေတဲ့ငါတို့မြေတီနံပင်များစိုက်ကတာကိုကြောင့်ကိုမြောင်တောက်သုံးလို့သာတော့ထမင်းရဲ့သစ္စာပြကြီးမားပါတယ်80မြေလမ်းလာခဲ့လေဖိတ်ခေါ်ပြသေးအပေါင်းသားတို့ရေစိတ်ရွှင်လန်းစေရင်ကြည်ကြည်အဝတ်တော်ကျွ80မြေလာပါလေဟေးလာပါလေ80မြေလာပါလေ80မြေလာပါလေ80မြေဟေးစင်လူပွဲကိုလာကြတာပြောကြရဲ့လားဗျာပြောပါလေပြောတယ်ပြောပါလေပြောတယ်ထားမေဂရီသစ္စာမပြတ်ပဲကပြူကြမှာဇော်ကြီးမောင်တို့ဆောင်ထိန်မှာညံလေးတက်တို့ဆောင်ထိန်မှာကောက်ပတိနဲ့ဆုံးလို့ဗျာပြရေကလူရဲ့လားလူပါလေဗျာလူတွေဗျာလူပါလေဗျာလူတွေဗျာကောင်းမှုဘာဝနာပြူကြပါနှစ်စင်ပဲကမမေးကြီးပါသာဓုပါရင်းကျွလာသစလေးရဟာကြောက်စမျိုးရဲ့ထင်ကြရပါဇော်ကြီးမောင်တို့ပေါဝင်ညာညံလေးတက်တို့ပေါဝင်ညာပြောပြကောင်းတဲ့80မြေလက်ငါလာဖို့ပိတ်လို့ခေါ်မယ်ရွှေစံမြေလက်ငါလာဖို့ပိတ်လို့ခေါ်မယ်လာပါ